မြဲတမ်းကုသိုလ်တိုးတယ်နေ့နေ့ညညနေ့ရောညပါလူတယောက်ဟာကုသိုလ်ကောင်းမှုတွေတိုးပွားနေတယ်အဲ့ဒီလိုနေ့နေ့ညညကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အရှိန်အဝါတွေကုသိုလ်တွေဟာထာဝရတိုးတက်နေတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေရဲ့ကုသိုလ်ကောင်းမှုဟာထာဝရတိုးတက်နေသလဲဒီမိဂုံးလေးကိုသူသိချင်ကုသိုလ်တိုးတာလောကလူတွေဟာစိစိမ်ဥစ္စာတိုးပွားနေတယ်ဆိုကျင့်တတ်တာပေါ့နော်အများအပြားကျင့်တတ်တယ်လူတွေကဖန်ကိုပတ်စံအပ်တဲ့အခါကျတော့နေတိုင်းတိုးတာတော့လတိုးတာတော့နော်အတိုးပေးစားတဲ့လူတွေဆိုရင်နိုင်နဲ့တိုးနေတာတော့အဲ့လိုတိုးပေးစားတဲ့လူတွေအဲ့တော့ဘယ်တိုးပို့ကြိုက်တယ်ဆိုရင်နိုင်လိုက်တိုးနေပို့ကြိုက်ကြမှာပဲဘယ်လိုပဲဖြစ်ဖြစ်နော်တလားမှတခါတိုးတာတဲ့နော်နေ့စဉ်တိုးရင်ပို့ကြိုက်နေ့စဉ်တိုးတာတဲ့နေ့တိုင်းတနာရီတခါတိုးနေပို့ကြိုက်10မိနစ်တခါတိုးနေပို့ကြိုက်ကြမှာပဲလေတိုးနေတာကြိုက်အဲ့တော့ကိုယ့်ရင်ထဲနှလုံးထဲမှာတမိုးကြီးမားတဲ့ကုသိုလ်တရားတွေဟာနေ့နေ့ညညထာဝရကုသိုလ်ကောင်းမှုတွေတိုးနေတဲ့ကုသိုလ်မျိုးဘယ်ပုဂ္ဂိုလ်ရဲ့ကုသိုလ်မျိုးဟာထာဝရတိုးနေတဲ့ကုသိုလ်မျိုးဖြစ်ပါသလဲဆိုဒီမေကုံမေးတာနော်ထာဝရကုသိုလ်ရခြင်းနဲ့ဘယ်ခါပဲဖြစ်ဖြစ်ကုသိုလ်တွေတိုးနေတဲ့ကုသိုလ်မျိုးလုပ်ခြင်းအဲ့ဒီမှာသူ့ရဲ့မေကုံကိုမြတ်စွာဘုရားဖြေတာကတော့သူကရှင်းရှင်းလေးနော်သူ့ရဲ့မေကုံကိုမြတ်စွာဘုရားဘယ်လိုဖြေတော့ဆိုအာရမရောပဝနရောပယေသနာတိတုကာရကပပ္ပိစဥဒ္ဒပန္နိသယေတရန္တိဥပတ္တယတေတံဒီဝါစရတောသသရပုညံပဝတ္တိတိုးတယ်ဆိုတာ ਨੇ ပတ်သက်ပြီးတော့ထာဝရကုသိုလ်တွေကိုမြတ်စွာဘုရားထုတ်ပြပြီးတော့ဟောတယ်အေးကုသိုလ်ဆိုတာမျိုးမျိုးရှိကြတယ်ထင်မယ်နံပါတ်1ကုသိုလ်6မျိုးကိုဒီမှာရှင်းပြီးတော့ဟောတာနော်ကုသိုလ်တွေစင်ပွားတိုးတက်လာတဲ့ကုသိုလ်6မျိုးကဘာတွေလုံးဆိုနံပါတ်1ကအာရမရောပါအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဒီတော့မှသစ်ပင်ခုတ်တဲ့လူမပါဘူးနော်သစ်ပင်စိုက်တဲ့လူအယံဥယျာဉ်တွေကိုစိုက်ပျိုးပြီးအများကိုအကျိုးပြုပြီးကဘာမြေကြီးဥပေါ်မှာအရေးအာဝါဒတွေနဲ့အကျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးတွေအာရမရောပါအာရမဆိုတာခုခေတ်ဆိုရင်ခြံလုပ်ငန်းလို့ဟာမျိုးပေါ့နော်ခြံသစ်ပင်စိုက်တယ်ဥယျာဉ်စိုက်တယ်ရောပါဆိုတာစိုက်ပျိုးတာဥယျာဉ်တွေစိုက်ပျိုးတဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသိုလ်တရားနေရောညပါတိုးတက်နေတယ်။ဘာကြောင့်လဲဆိုရင်သူကုသိုလ်ကထာဝရကုသိုလ်နေ့တတိယရင်နေ့တိုးမှာပဲညတတိယညတိုးဆိုလိုတာဒါထာဝရကုသိုလ်ပျောက်သွားတဲ့ကုသိုလ်မဟုတ်ဘူးလေ။ဥယျာဉ်စိုက်ပျိုးထားတယ်ဥယျာဉ်စိုက်ပျိုးလိုက်တဲ့ဖြင့်ထိုဥယျာဉ်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆိုငှက်ကလေးတွေဒေါ်တရိษံတွေဟာဒီဥယျာဉ်တွေကိုမှီပြုပြီးတော့စားစရာတွေပြဝရခိုးစားတော့လည်းသွားမကြွေးလေးနဲ့တန်းတယ်အဲ့လိုတစ်ပင်စိုက်ထားလို့ရှိရင်တော့ဟိုအကျိုးပြုမှသိကြတယ်နော်အဲ့လိုတစ်ပင်စိုက်ပေးထားတဲ့အခါမှာငှက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့တစ်ပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းသူတို့ဘဝဟာလုံခြုံသွားတယ်နောက်တစ်ခါကိုမမြင်ရတဲ့တ attva တွေဟာလည်းပဲတစ်ပင်ရိပ်တွေမှာမှီပြီးတော့သူတို့ရဲ့ပုံမိမှန်တွေကရှိတယ်တစ်ပင်ခုတ်လိုက်လို့ရှိရင်ပုံမိမှန်ပြုတ်ကြတာတွေ့တယ်မလားမော်လမြိုင်ဘက်မှာမြေပြိုးတာတွေ့တယ်မြေပြိုးရင်အိမ်တွေလည်းပါသွားတာအဲ့တော့တစ်ပင်လဲရင်လည်းတစ်ပင်ပေါ်မှာရှိတဲ့ပုံမိမှန်တွေပျက်စီးမှာပေါ့ဒါထုံးစံပဲပေါ့သူတို့ကံအားလျော်စွာဒီယောဂီစိုးဆိုတာတစ်ပင်ကွာကြတက်ထိုင်နေတာမဟုတ်ဘူးပကြီးစရာဆွဲတယ်လို့ဘယ်ကြာကြီးထိုင်နေမှာတော့မြောက်ကြီးလို့နေမှာပေါ့ယောဂီစိုးတစ်ပင်ကွာကြထိုင်နေရုပ်လို့ဖြစ်နေမှာဆိုလိုတာကယောဂီစိုးမှာဗိမာန်2မျိုးရှိတယ်အမျိုးအစား2ခုရှိတယ်ယောဂီစိုးရဲ့ဗိမာန်ဟာတစ်ပင်ရဲ့တစ်ခက်ပေါ်မှာတီးနေတဲ့ဗိမာန်မျိုးတစ်ခုတစ်ပင်ဆိုတဲ့ပင်စီပေါ်မှာတီးနေတဲ့ဗိမာန်တစ်ခု2ခုရှိတယ်တစ်ခက်ပေါ်မှာတီးတဲ့ဗိမာန်ကိုတာခတ်ထဗိမာန်လို့ခေါ်တယ်တာခါဆိုတစ်ပင်တစ်ခက်တာခတ်ထဆိုတာအဲ့ပေါ်မှာတီးရှိနေတာတစ်ခက်ပေါ်၌တီးရှိနေသောဗိမာန်နဲ့နေတဲ့ရုပ်ကစိုးကိုတာခတ်ထနော်အဲ့ဒါကြတော့တစ်ကိုင်းခုတ်လိုက်တာနဲ့တစ်ကိုင်းကုံသွားရင်သူ့ဗိမာန်ပျက်စီးသွားပြီဒါကြောင့်မို့ဗမာတွေကနတ်နေကိုင်းချန်တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတာတစ်ကိုင်းကုံအောင်မခုတ်ဘူးတစ်ကိုင်းကုံလို့ရှိရင်သူတို့ဗိမာန်ရပ်တည်နိုင်စွာမရှိတော့
ဒီတစ်ပင်မောမြောက်လို့နေတာမဟုတ်ဘူးတစ်ပင်ကိုအကြောင်းပြုပြီးတော့သူတို့ဘုံမိမ့်မှနေရှိနေတယ်လို့လူတွေလည်းမြေပေါ်နေတယ်ဆိုရင်ပဲမြေပေါ်မှာအိမ်ဆောက်နေကြတာလေမြေကြီးပေါ်တိုင်းအဲ့ထမှာမှောက်တာနတ်တွေလည်းပဲတစ်ပင်နဲ့ပတ်သက်ပြီးအဲ့လိုနေတယ်လို့ရုက္ခထဗိမာန်ဆိုတာကြတော့တစ်ပင်ကြီးလဲလိုက်လို့သင်္ကုတ်တူရှိနေသေးတော့သူ့ဘုံမိမ့်မှမပြတ်သေးဘူးဒါရုက္ခထတစ်ပင်ရှိနေသေးဗျအမြစ်ပါတူးပြမှသူ့တဲ့ဘုံမိမ့်မှပြတ်တယ်ဒါမို့ယောဂဇောနှမျိုးနော်တိခတ်တွေကောင်းခုတ်ရင်ယောဂဇောစိတ်ဆိုးတယ်သူ့ဘုံမိမ့်မှနေပြည့်စည်တယ်တော့တချို့ယောဂဇောစိတ်မဆိုးဘူးဘာကြောင့်လို့ဆိုရင်တစ်ပင်ရှိနေသေးရင်သူနေလို့ရနေသေးတယ်သင်္ကုတ်တူရှိနေလို့ရနေသေးတယ်သူ့ဘုံမိမ့်မှမပြတ်ဘူးအဲ့တော့ကိုမမြင်ရမယ့်တရားတွေဟာလည်းပဲအခုလို့အယံဥယျာဉ်စိုက်ပျိုးပြီးတော့ထားခြင်းအဖြစ်တရားတွေပေါ်မှာအများကြီးကျိုးပြုသွားတယ်ဒါကြောင့်ဒီထာဝရကုသိုလ်မျိုးဟာနေ့တတိယရဲ့နေ့ညတတိယရဲ့ညကုသိုလ်တွေတိုးတယ်အိပ်ပျော်နေရင်လည်းကုသိုလ်တိုးသလားလို့တော့ဒီလိုတော့မဟုတ်ဘူးအိပ်ပျော်နေရင်တော့ပဲကုသိုလ်ရမယ်ဆိုလိုတာကနေ့တတိယရင်နေ့ကုသိုလ်ရမယ်ညတတိယရင်ညကိုတိုးမယ်နော်လူကခေါ်နေနေပြီးကုသိုလ်တွေတိုးနေတာတော့မဖြစ်ဘူးအဲ့ဒါအဲ့တော့လူကအိပ်ပျော်နေပြီးတိုးတာတော့အတိုးပါပဲပတ်စံအတိုးကတော့တိုးတယ်လူအိတ်နေလဲတိုးမှာပဲအဲ့ဒါတော့သူများဆရာပတ်စံချီးထားရင်တော့အဲ့ဒါအတိုးကတက်နေမှာနော်လူအိတ်နေလဲအတိုးကတော့မအိပ်ဘူးလို့ပြောကြတယ်လေဒါကြောင့်အဲ့လိုမျိုးကတော့တိုးတယ်ကုသိုလ်ကတော့မတိုးဘူးအိတ်နေလို့ကတော့ကုသိုလ်မတိုးဘူးတောင်တွေးမြောက်တွေတွေးနေလဲကုသိုလ်မတိုးကုသိုလ်တိုးတာပဲအချိန်တိုးတာတော့တတိယရင်ဝမ်းသာရင်ကုသိုလ်တိုးတယ်အဲ့တော့ခဏခဏတတိယကိုလောက်တာလေဟာဒီလိုဆိုလို့နော်အဓိပ္ပာယ်အဲ့ဒါလိုအဓိပ္ပာယ်နောက်တစ်ခုကဝဏရောပတစ်ပင်ဆိုင်တယ်တစ်ပင်ဆိုင်တဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တစ်ပင်ဖြစ်လာလို့ရှိရင်တစ်ပင်ကောင်းငှက်တစ်သောင်းခိုးဆိုတာမျိုးလို့အများကြီးကိုအကျိုးပြုတာဖြစ်တယ်ကဘာမြေကြီးကိုအေးမြဆေးပြီးတော့တရားတွေကိုအာဟာရနဲ့ပံ့ပိုးထောက်ပံ့ပေးရရောက်တယ်ပေါ့တစ်ပင်ကိုမှီပြီးတော့စားတော့ကြတဲ့တရားတွေအများကြီးဟာတစ်ပင်ဆိုင်ပေးလိုက်တဲ့ပုဂ္ဂိုလ်ရဲ့ထောက်ပံ့မှုကြောင့်သူဟာရှင်သန်နိုင်သွားကြတယ်ပေါ့ဒါကြောင့်မို့တစ်ပင်စိုက်ပျိုးခြင်းကုသိုလ်ကိုဝဏရောပလို့သူတို့ခေါ်တယ်နော်အယံစိုက်ပျိုးတဲ့ပုဂ္ဂိုလ်ရဲ့တစ်ပင်စိုက်ပျိုးတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကယေဇနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချားနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးတယ်သို့မဟုတ်မြေရေတော့မရှိဘူးကဘာ6ကဘာရှိနေတယ်အဲ6ကဘာနှစ်ခုကိုပေါင်းပြီးတော့ခုတ်ထိတ်တရားလို့ပေါ့ဟိုဘက်ကူးလို့ရတယ်ဟာအဲ့လိုတရားမျိုးပေါင်းကူးတာတွေလုပ်ပြီးတော့လှူတယ်နောက်ကားသွားလို့မရအောင်ဂျိုက်ဖြစ်နေတယ်အဲ့နေရာမှာတရားခင်းပေးတယ်ဆိုလိုတာကတော့ဟိုဘက်ဒီဘက်ဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင်တရားခင်းပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်နော်တေတုလို့တေတုဆိုတာတရားယေဇနာတေတုကာရကတရားခင်းသူကိုတေတုကာရကလို့ခေါ်တယ်သူ့ရဲ့ကုသိုလ်ကတရားခင်းပေးတဲ့ကုသိုလ်ပေါ့တရားခင်းပေးရင်လည်းလူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်တော့ကြောင့်အလွယ်တကူဟိုဘက်ဒီဘက်သွားနိုင်ကြသည့်အတွက်ကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝမ်းသာစရာဖြစ်တယ်ဝမ်းသာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဟောဥယျာဉ်စိုက်ပျိုးတဲ့ကုသိုလ်တစ်ပင်စိုက်ပျိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်နော်၃မျိုးနောက်တစ်ခုကဘာလို့ဆိုပပ္ပင်စဥဒ္ဒပါဏင်္စရေတရံတွေဥပတ္တယံပပ္ပင်စဆိုတာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဦးစင်တဲတာခုခေတ်တော့ရေဦးစင်ယဉ်ကျေးမှုကပျောက်နေတယ်တော်တော်များများပျောက်သွားတယ်တော်ရတယ်မှာတော့ရေဦးစင်ယဉ်ကျေးမှုတွေနော်ရေဦးစင်ယဉ်ကျေးမှုခုခေတ်တော့ရေဦးစင်တဲတာနည်းနည်းရှားလိုက်ပေါ့လေရေဦးစင်ယဉ်ကျေးမှုကုသတတ်တဲ့ယောဂဝေဒနာတွေပေါ်တော့လေရေဦးစင်သူတောက်ကိုတောက်ဆိုခက်တယ်ဒါပေမဲ့တစ်ခါတော့လေးတွေနဲ့လှုပ်ပြီးရင်တော့လည်းအဆင်ပြေပါတယ်သို့မဟုတ်ပါးစပ်နဲ့မတည်ဘဲနဲ့မောပြီးတော့ရေစက်ချတောက်တဲ့နှီးလည်းရှိပါတယ်နော်ဆိုလိုတာကခရီးသွားလာတဲ့ပုဂ္ဂိုလ်တွေရေဆန်ငမ်းမွတ်နေတဲ့နေရာမျိုးတွေမှာသွားလာတဲ့ပုဂ္ဂိုလ်တွေပန်းပြေဖို့တောက်ရည်ကိုတီထားပေးချက်ကုသိုလ်ဟာလည်းပဲသွားလာတဲ့လူတွေကိုပန်းပြေပြီးတော့အဆင်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပရဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘယ်သူရဲ့လို့သတ်မှတ်တာမဟုတ်ဘူးဒီလမ်းကြောကသွားတဲ့ပုဂ္ဂိုလ်တွေမှန်သမျှဆာလောင်မွတ်သိမ့်လို့ရှင်ရေလေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဦးစင်ကုသိုလ်မျိုးဟာလည်းပဲထ
ထာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်ထာဝရကုသိုလ်ခုခေတ်တော့ခင်ပြီးတော့ရေတံမှုလေးတွေထားလို့လည်းရတယ်ပိုက်နဲ့ထားလို့လည်းရတယ်ပိုက်ကလည်းပဲဟိုဖွင့်ပြီးတော့တောက်ရတဲ့ပိုက်မျိုးလည်းရှိတယ်အိန္ဒိယနိုင်ငံမှာတော့ဘယ်လိုထားတော့ဆိုရင်ပိုက်ခေါင်းတွေကသူကအပေါ်အစွတ်ကလေးနဲ့ထားတာအဲ့ဒီအစွတ်ကလေးကိုမတင်လိုက်မှရေထွက်တာဟိုလှဲ့တဲ့ဟာမဟုတ်ဘူးသူကပိုက်ခေါင်းမှာအစွတ်ကလေးပါတယ်အဲ့ဒါလေးကိုမလိုက်လို့ရှိရင်ရေထွက်သွားအဲ့ကြတော့သူကနွားတွေတောင်တောက်တတ်တယ်နှုတ်သီးနဲ့ထိုးမလိုက်တာအဲ့ဒါပါဇက်တဲ့ရေရောက်သွားဟောမပြေကရေအဲ့ရေကောင်းတော့တောက်လို့ရမှာမဟုတ်သွားနဲ့ကြိုက်ပြီးတော့လှဲ့မှရမှာဟုတ်ဒီဟာဟိုကတော့မတင်လိုက်တာနဲ့ရေရထွက်လာမြောက်ကလည်းတောက်တတ်တယ်နွားကလည်းတောက်တတ်တယ်အဲ့ဒီရေဦးစင်မျိုးအဲ့ဒါလိုရေဦးစင်လှုပ်ပြီးတော့လှူဒန်းထားတဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်ဖြစ်သည့်အတွက်ကြောင့်တူတူအကျိုးပြုတဲ့ကုသိုလ်တတိယတိုင်းကုသိုလ်ကောင်းမှုတွေတိုးတက်နေတယ်နောက်တစ်ခုကတော့ဥဒ္ဓပါဏရေတွေတူလောင်ထားတဲ့တွင်းရေတွင်းရေကန်ရေကန်ပဲဖြစ်ဖြစ်ရေတွင်းပဲဖြစ်ဖြစ်ရေရှားတဲ့အရာဒေသတွေမှာအဝီစီတွင်းတူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်းတူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကန်ဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရေဆိုတာလူတွေအတွက်များစွာအကျိုးပြုတယ်မွတ်သိမှုကိုကာဝယ်ပေးတယ်ရှင်တဲ့ဟာပူတွေကိုအေးမြစေတယ်ခန္ဓာကိုယ်တန့်ပြန့်သွားစေတယ်ဘလောက်ပဲပင်မမျက်နှာလေးသိလိုက်ရရင်လန်းသွားတယ်ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ်အဲ့ဒီအကျိုးတွေကိုမြုပ်ကိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးလှူဒန်းထားတဲ့ပုဂ္ဂိုလ်ရဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့ထာဝရကုသိုလ်မျိုးတွေဟာအဲ့လိုအလုံး၅မျိုးရှိသွားတယ်နံပါတ်1ကအရန်ဥယျာဉ်စိုက်ပျိုးပြီးတော့လှူဒန်းတဲ့ကုသိုလ်များအတွက်တစ်ပင်စိုက်ပျိုးပြီးတော့လှူဒန်းတဲ့ကုသိုလ်တရားခင်းပြီးတော့လှူဒန်းတဲ့ကုသိုလ်ရေအိုးစင်လှူဒန်းတဲ့ကုသိုလ်ရေတွင်းရေကန်လှူတဲ့ကုသိုလ်နောက်ဆုံးတစ်ခုကတော့ပါတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေနဲ့သက်ဆိုင်နေဒီတရားတော်ကိုနာရလို့မြန်မာလူမျိုးတွေလောက်တာဖြစ်လာတယ်နောက်ဆုံးဟာရေတတန်တိဥပတ္တယံခီးသွားလာတဲ့နေရာမျိုးတွေမှာဥပတ္တယဆိုတာအဆောက်အဦပေါ့နော်ရေတရန်တိဥပတ္တယအဆောက်အဦဆောက်လှူတယ်ဆိုတာဆောက်အဦဆောက်လှူတယ်ဆိုတဲ့နေရာမှာဒီနေရာမှာဘယ်လိုအဆောက်အဦတုံးလို့ဆိုတာလည်းမပါဘူးဘယ်သူ့ကိုလှူတယ်ဆိုတာလည်းမပါတော့စဉ်းစားကြည့်ရတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆရာဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအားလုံးဟာခီးသွားတဲ့လူတွေကတက်ပြီးတော့အပန်းဖြေနားနေအိပ်ဆက်လို့ရတယ်ဆရာကတုံးတွေရှင်ခွဲဆရာတွေဟိုဘက်ဒီဘက်ထိုင်ကုန်ခွဲထားလို့ရှိရင်ရင်ခွဲဆရာခေါ်တာနော်အကောင်ပိုင်းဆရာကတုံးလို့ခေါ်တာဘုန်းကြီးနဲ့လည်းသွားမရောနဲ့အောင်အဆရာကတုံးဆိုတာအဲ့ဒါကာမပါဒကိုပြောတာအပေါ်တက်ပြီးတော့ပန်းဖြေအဲ့လိုလည်းရတယ်အဲ့ဒီလိုအဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းတော်လမ်းလာတွေအတွက်များစွာအကျိုးပြုတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တာပီတိဖြစ်เสียထာဝရကုသိုလ်မျိုးဖြစ်ပါတယ်အဲ့ဒီ6မျိုးနဲ့ရသော်ဘုရားကဖြေလိုက်တယ်ဘယ်ပုဂ္ဂိုလ်တွေမှာနေရောညရောကုသိုလ်ကောင်းမှုကအမြဲတမ်းတိုးတက်နေပါသလဲကုသိုလ်တွေဟာတိုးနေတယ်အမြဲတမ်းဘာကြောင့်တိုးဘယ်ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်မှာတိုးတယ်ဘယ်ပုဂ္ဂိုလ်တွေမှာကုသိုလ်တရားတွေတိုးတက်လာသလဲကုသိုလ်ဆိုတာတခါတတိယပီတိဖြစ်တိုးပြန်တယ်တခါတတိယပီတိဖြစ်တိုးတယ်အဲ့ဒါလို့တိုးအောင်လုပ်တဲ့နေနဲ့အဲ့ဒီမှာမြတ်စွာဘုရားဟောတာဘာကုသိုလ်လို့ဒီတခုတည်းမပြောဘဲနဲ့ထာဝရကုသိုလ်မျိုးတွေနဲ့ယူပြောထားတာခွာကြည့်လိုက်ကြည့်လိုက်မယ်ဆိုအလုံးဟာထာဝရကုသိုလ်တွေထာဝရဆိုတာရွေးရှားလို့မရတဲ့ထာဝရကုသိုလ်တွေပဲเนาะတဏှာထဲမှာတည်မြဲအောင်ထားနိုင်တဲ့ကုသိုလ်မျိုးတွေပဲအဲ့ဒီထာဝရကုသိုလ်မျိုးတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေမှာတဲ့နေနေညညတတိယတိုင်းဝန္တာရွှင်မျိုးပီတိတွေဖြည့်ပြီးတော့ကုသိုလ်တွေတိုးတယ်လို့ဒီနတ်သားကိုမြတ်စွာဘုရားဒီလိုရှင်းပြီးတော့ဟောလိုက်တာဖြစ်တယ်အဲ့တော့အလုံးစိတ်ထဲမှာကြည်နူးစရာကောင်းတယ်ကိုလုပ်တဲ့အလုပ်တွေမြတ်စွာဘုရားကဒီတရားဟောထားတာကိုနိုင်မှတ်သားထားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ဘဝမှာထာဝရကုသိုလ်မျိုးတစ်ခုလုပ်ထားလို့ရှင်ဘယ်လောက်ကြည်နူးစရာကောင်းမလဲနော်တခဏသာဖြစ်တဲ့ကုသိုလ်မျိုးမဟုတ်ဘဲနဲ့ထာဝရကုသိုလ်မျိုးတွေကိုတို့တွေလုပ်ရတယ်လို့စိတ်ထဲမှာဝန္တာပီတိဖြစ်ရ